တော့ခုချိန်ကတော့ကျွန်တော် assistant ship လောက်မှာရောက်နေပြီပေါ့နော်ကျွန်တော်တို့ assistant credit ကတော့ဆိုလို့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီတက်တဲ့ခံချင်းတို့ကောင်းတကယ်တရားဒေသနာအားဖြင့်တို့ကောင်းဆရာခိုင်ပြီးကနေပြီးမှများစွာကျွန်တော်တို့တမန်တရားအားဖြင့်တူတင်ခွန်အားပေးသွားတဲ့အရာခုစီတဲ့အတွက်အထူးပဲကျေးဇူးတော်ချီးမွမ်းတယ်ဒီနေ့စီနီယာကျောင်းသားဆိုတာတော့သူတို့မနစ်ကပဲ level 2ပြီးမှပေါ့နော်ကျွန်တော်တို့သူတို့ level 3လို့ပြောထားတယ်ပေါ့လေနော်ဒါပေမဲ့ level 3တော့မရှိပဲ level 3လို့ပြောထားတယ်ဆိုတော့သူတို့ကစီနီယာကျောင်းသူကျောင်းသားတွေဖြစ်တယ်ကျောင်းသူကျောင်းသားအကြီးကြီးဖြစ်တယ်ခါတလေသူတို့အချိန်ရလို့သူတို့ကအတန်းအတီးတီးမှာနေဒီတက်တိစပေါ့နော်ကျောင်းသူကျောင်းသားတွေတော့အမြဲတမ်းခွန်အားလိုက်ပေးတာဟုတ်တယ်တကယ်လည်းခွန်အားရတယ်သူတို့ခွန်အားလည်းလိုတာပေါ့နော်ကျောင်းစားတက်တဲ့ခါမှာအဲကြောင့်မို့ကျောင်းသူကျောင်းသားတွေကခွန်အားဒီမှာတာမရပြီးမှတော်တော်လေးကိုနော်ဒီစီနီယာကျောင်းသားတွေအားဖြင့်ကောင်းကြီးဖြစ်တယ်လို့ကျွန်တော်ကအရန်ကိုချီးမွမ်းတာဖြစ်တယ်ဆိုတော့ဆိုလိုအားလုံးရဲ့လူစားဒီကိုစီတူကနေပြီးမှဒီဆိုပေးတော့ချီးမွမ်းသွားတာဖြစ်ပါတယ်ခုချိန်ကတော့ဂုဏ်ပြုလက်မှတ်အန်ချင်းအစီအစဉ်လေးဖြစ်ပါတယ်အားလုံးပေါ့နော်တချင်းနားထောင်တဲ့ခါလေးလုတ်ပတ်တော့နားထောင်တဲ့ခါလေးငင်းလို့နေပြီပဲဒါပေမဲ့နည်းနည်းပါးပါးတော့နည်းနည်းပါးပါးတော့ကျွန်တော်လုပ်ရအောင်နော်။ဘာကြောင့်ဆိုတော့နည်းနည်းတော့အကျော်တော့နည်းနည်းလုပ်ရမယ်။ဘာကြောင့်ဆိုတော့အခုကျွန်တော်တို့ဂုံပြူအတန်ထက်တော့ကျွန်တော်တို့អော်ရမယ့်အချိန်ဖြစ်တယ်ဟုတ်ပြီနော်။ဆိုတော့ Ezra ရဲ့ဒီ graduation ကိုပါဖို့တဲ့ကတော့တီးပြီးသားဖြစ်ပါတယ်နော်။ဆိုတော့ဘယ်လိုကျွန်တော်ဂုံပြူတဲ့ဆိုတဲ့အရာကိုကျွန်တော်လည်းအနေငယ်ပြပြီးမှ remind လုပ်မှာဖြစ်တယ်။အဲ့ဒီမတိုင်ခင်မှာကျွန်တော်အနေနဲ့ပေါ့နော်ဒီ certificate မှာရေးထားတဲ့အရာလေးကိုဒီနေ့တော့နေငယ်ဖတ်ပြမှာဖြစ်တယ်ဆိုတော့ဖတ်မပြခင်မှာလေးပြီပေါ့နော်အခုကျွန်တော်တို့ပုံပြတဲ့ခါမှာဆိုခဏပြောထားပြီးကျောင်းသူကျောင်းသားကတော့9ယောက်ဖြစ်တယ်ဆိုတော့ကျွန်တော်အစီအစဉ်အလိုက်ပေါ့နော်ကျွန်တော်ဒီကနေ့ဆမဆာရာကနေပြီးမှခေါ်ပေးတဲ့ခါကျရင်ခေါ်တာနဲ့ကျွန်တော်တို့ဒီတိုင်းပဲလက်ခုပ်တီးတာဟိုးဆိုပြီးမှပေါ်ရမှာဖြစ်တယ်နော်တစ်ချက်ပဲဟိုးဆိုတော့မပြီးဘူးနော်ဟိုးဆိုမှပေါ်ရမှာဖြစ်တယ်အဲ့ဒါနည်းနည်းပေါ့နော်ဆန်းလက်နော်ဟုတ်နော်โอเคဟိုမှာဆရာမကနာမည်တစ်ချက်ခေါ်လိုက်တယ်ခေါ်လိုက်တဲ့အခါမှာလက်ခုပ် over တီးရင်းနဲ့ဟိုးဆိုပြီးမှပေါ်မယ်ဟုတ်နော်ကဲဟုတ်ပြီဆရာမတစ်ချက်တော့နာမည်ခေါ်ကြည့်တယ်တော့ကျိုးသူတော်လေးကြည့်ပုံရပြီနော်ဆိုတော့ဆရာမနောက်တစ်ခါမခေါ်ခိုင်းတော့ဘူးဆိုတော့အရင်ကောင်းပြီဆိုတော့နော်သူတို့အားမရလည်းမတက်ရပြီးမှလည်းလက်ခုပ်တီးអော်လို့ရတယ်နော်អော်တယ်ဆိုတာကွန်ပျူတာဟုတ်ပြီနော်ဟိုးဆိုတာအမေရိကန်စတိုင်ဖြစ်တယ်တဲ့နော်ဆိုတော့အရင်တော့ဆရာမကတော့ကျောင်းဖို့ဆရာမကအဲ့လိုမျိုးကျွန်တော်အားရပါရပေါ့နော်ပျော်ပျော်ရွှင်ရွှင်နဲ့ကွန်ပျူဖို့အတွက်ဘာကြောင့်လဲဆိုတော့ဒီနေ့လာနေဒီမှာလာရောက်နေဆိုတာကကွန်ပျူတာဖြစ်တယ်ကျွန်တော်လည်းတကယ်ဝမ်းသာတယ်ဆိုတော့အားရပါရကွန်ပျူတာပဲဆိုတော့အဲ့ဒီအစီအစဉ်မတော်ခင်မှာကျွန်တော်နေတဲ့ဒီနေ့ certificate မှာရေးထားတဲ့အရာကိုဖတ်ပြီးမှကျွန်တော်ကွန်ပျူတာလက်မှတ်အနစ်ချက်အစီအစဉ်ကိုတစ်စက်တည်းသွားမှာဖြစ်ပါတယ်โอเคဆိုတော့ကျွန်တော်တို့ဒီ Ezra မှာကတော့ level 1မှာလဲကျွန်တော်တို့ graduation တစ်ခါလုပ်တဲ့အခါမှာလက်မှတ်တစ်ခုပေးတယ် level 2မတက်ရင်တော့မပေးဘူးပေါ့နော် level 2ပြီးသွားပြီဆိုတော့ကျွန်တော်လက်မှတ်နောက်ထပ်တစ်ခုပြီးမှ certificate တစ်ခုပေးတာဖြစ်တယ်ဆိုတော့ level 1မှာကတော့ကျွန်တော်တို့ဆက်တာနဲ့2လ3လလောက်ဒီယုံကြည်သူတယောက်တပည့်တော်တယောက်မှာမရှိမဖြစ်မတိမဖြစ်မနာခံမဖြစ်ဒီခန်းစာကိုကျွန်တော်တို့ကအသေးစိတ်ပေါ့နော်ပြောလို့ဆိုတော့ဖြည်းလေးတင်တာဖြစ်တယ်တော့တချို့ကျောင်းသားလာတဲ့ခါမှာတကယ်ပဲတချို့ဆိုကျန်းစာအောင်စတိုင်တယ်လို့ပဲနော်စပြီးဖို့လို့ပဲနော်ဘလို့မှမလန်တတ်ပါဘူးဒါပေမဲ့မလန်တတ်ရင်ကျွန်တော်ဆရာမ2ယောက်3ယောက်ခေါ်ပြီးမှအတူတူဖတ်နိုင်မှာပေါ့နော်အဲ့လိုမျိုးနဲ့တော့ level 3-4 လလောက်နောက်ပိုင်းဆိုတို့ကတော့တော်တော်လေးကိုကြွချင်ပြီးမှအရင်တော့ပတ်တော့တင်လို့ကောင်းပါတယ်နော်ဆိုတော့ level 2ရောက်တဲ့ခါကျတော့ကျွန်တော်တို့ကတကယ်ပဲလက်တွေ့ပိုင်းနဲ့တိတ်မသိတော့ဘူးပေါ့နော်တိတ်မသိတော့ဘူးမေကွန်နေတာများတယ်အဲ့မှာမသိရင်လည်းမသိဘူးပေါ့နော်သိရင်လည်းသိတယ်လက်တွေ့ပိုင်းတွေကျွန်တော်တို့ leadership ပိုင်းတွေပြင်သွားတာဖြစ်တယ်ဆိုရင်ပြောချင်တယ်ဆိုတော့ကျွန်တော်တို့ဒီ certificate ကဒီဘက်ချမ်းအဖြူကတော့ကျွန်တော်တို့ level 2မှာပြီးသွားတဲ့ course အကြီး၄ခုပေါ့နော်ဒီ၄ခုကတော့ရှင်းလစာတော့ရှိတယ်ဒီ course အကြီး၄ခုမှာကျွန်တော်တို့ကအဲ့မှာတို့ကပြီးရမယ်test ဒီပြရမယ်လက်တွေ့ပိုင်းဒီပြရမယ်အရာအားလုံးကိုကျွန်တော်ဒီမှာရေးထားပြီးသားဖြစ်တယ်။ကျောင်းရဲ့ logo နဲ့ပေါ့။ပြီးမှဒီဘက်က certificate award ကြတော့ဒါကတော့ကျွန်တော်တို့ချီးမြှင့်တဲ့အရာဖြစ်တယ်။ဆိုတော့ Ezra Bible School awards the certificate in Christian leadership level 2 to အောင်ဖြိုးသူဆိုပြီးမှပေါ့နော်ကျွန်တော်တို့ဒီလိုနဲ့ဆိုင်မှာကတော့ကျွန်တော်တို့ချစ်ခင်လေးစားရတော့ဒီတင်မချီရဲ့ကျွန်တော် in charge pastor Syria pastor ဖြစ်တဲ့
ဆရာမကြီး Reverend Dr. Winnie KLBC MMCC ရဲ့ဆိုင်နဲ့ကျွန်တော်ဒီကျောင်းအုပ်အနေနဲ့ကျွန်တော်ဆရာမိုးဆက်အနေနဲ့ Director ဖြစ်ကျွန်တော်ဆိုင်ကိုထိုးထားပြီးမှဒီနေ့ဒီ certificate ကိုပေးအပ်တာဖြစ်တယ်ဆိုတဲ့အကြောင်းကိုအနေငယ်ပြောပြလိုတာဖြစ်ပါတယ်လို့အခုချိန်ကလည်းစာပြီးပါကျွန်တော်တို့ဒီကျောင်းစင်းမဲ့ကျောင်းသူကျောင်းသား9ယောက်ကိုကျွန်တော်တို့လက်မှတ်အပ်နေတဲ့အတူကျွန်တော်တို့လက်ခုပ်ဩဘာတန်လေးပေးပြီးမှဂုဏ်ပြုကြရမယ့်အချိန်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီလက်မှတ်အပ်နေခြင်းမတိုင်ခင်မှာပေါ့နော်ကျွန်တော်ခဏတော့ကျေးဇူးတော်ချီးမွမ်းနေကြရအောင်နော်ဟာလေလုယာယေရှုတင်တဲ့ဖဖျားကြီးကရိုရှိနာတားပြီးတော့ပေါ်မှာအလုံးတော်မြတ်တဲ့ဘုရားဖြစ်ပါတယ်လောကမှာတားပြီးတော့အသက်ရှင်တဲ့အခါမှာတားပြီးတော့ကိုရောရဲ့အလိုတော်တိုင်းအသက်ရှင်ရှောက်လန်းနေဖို့ရအတွက်နှုတ်ကပတ်တော်ဓမ္မတရားလက်ထဲမှာလည်းကိုရောရှင်ဘုရားခင်တာအနန္တပြုဆောင်ပြီးမှနှုတ်ကပတ်တော်ကိုတားပြီးတော့တာရွတ်တဲ့စွာခြေပြတ်စွာကြည်ကြားခံယူပြီးမှလက်လျှောက်ပြီးမှကိုရောကိုတာရွတ်ချစ်တဲ့ဖို့ရအတွက်ကိုရောဘုရားပြင်ဆင်ပေးတဲ့ရာခုစီတိုင်းတော့ယေရှုတော်ချစ်ဖို့နဲ့ဒီနေ့မှာလည်းရိုရှင်ဘုရားပြင်ဆင်ပေးတဲ့ကျောင်းသူကျောင်းသား9ယောက်ပါဒီလိုခဲ့တဲ့ဒုံပါလာကနေစပြီးမှဒီနေ့6လပိုင်းတိုင်အောင်တို့ရဲ့အသက်တာပေါ်မှာပရိုဖျားကောင်းကြီးပေးတယ်အတိတ်တော်ကောင်းကြီးပေးတယ်လူငယ်ဆောင်ကောင်းကြီးပေးတယ်ဆက်ဆံမများစွာပရိုရှင်ဘုရားကပို့ဆောင်ပြီးမှများစွာတော့တမန်တရားများပရိုရှင်ဘုရားကတွန်းလောင်းပြီးဖြစ်တဲ့ကြောင့်အထူးပဲကျေးဇူးတော်ချီးမွမ်းပါတယ်အခုချိန်မှာလည်းဒါမျိုးဒီကျောင်းသူကျောင်းသားအယောက်စီတိုင်းကိုဂုဏ်ပြုလက်မအနစ်ချရပြတာပြီးတော့လှုပ်ဆောင်ရတဲ့ပရိုဖျားကောင်းကြီးပေးတဲ့အရာတော့ယေရှုတော်ချီးမွမ်းလို့ဤအစီအစဉ်အလုံးစုံအတွက်ယေရှုတော်ချီးမွမ်းရင်တဲ့ဆုတောင်းစကားအနန္တခမတာတို့မှာအစဉ်ပြေကောင်းမြတ်လက်တမန်တရားနဲ့လမ်းပြတော်မူသောကေဒီရှိယေရှုတော်နာမနဲ့ဆုတောင်းစကားအနန္တပါတဲ့ဖဖျားကြီးအာမင်ကိုစစ်သူရှိလားသူအောင်ပြရတယ်သူအောင်ဆိုတော့ကျွန်တော်ဒီချိန်ကနေစပြီးတော့ graduate စစ်စင်ကိုသွားမှာဖြစ်တဲ့နာမည်အစဉ်လိုက်ကျောင်းသားကိုဦးရှိတာဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့အောင်ဖြိုးသူကိုဖိတ်ခေါ်ချင်ပါတယ်အားလုံး
ကျန်းစာကိုအားရပါရတင်ယူနေဖြစ်တယ်ဆိုတော့နောက်ဆုံးနံပါတ်9ရောက်မြောက်ဇောက်ခုအောင်ဖြစ်ပါတယ်ကျွန်တော်မမကူစလို့အငယ်ဆုံးဖြစ်မယ်ထင်တယ်နော်အားရပါရလက်ကုပ်တီးရဲ့ဂုဏ်ပြုပေးရအောင်ကိုလည်းပြန်ပြီးတော့မှာတပ်ဖို့ရပြန်ပြီးတော့ကျွန်တော်ဖြစ်တယ်။ဆက်ပြီးတော့ပြီးပါဆက်ပြီးကြည့်နေတာ။နောက်နေ့မှာ level 1နဲ့တော့ကောင်းရှိထားရအောင်။ဒီတော့လည်းရောက်လာမှာဖြစ်တယ်။ Congratulations all of you စပီမာချောအားရပါရတစ်ခေါက်လောက်ကိုပြောရအောင်တော့1 2 3 Congratulations all of you လေးဝတ်လက်အားလုံးပါရအောင်ဒီတော့အားရပါရလက်ကုပ်ဩဘာတန်နဲ့အတူစိတ်နှလုံးထဲကနေစေတနာမေတ္တာနဲ့ကျောင်းဆင်းသွားတဲ့ကျောင်းသူကျောင်းသား9ယောက်ကိုပြုပေးကြတဲ့ဒီရဲ့ဘုတော်ဆောင်များပြည်သားများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဆိုတော့အခုချိန်မှာတော့ဆက်သေးပါပဲဒီရဲ့ကျောင်းသူကျောင်းသား9ယောက်ကိုဆရာမကြီးကနေပြီးမှဆုတောင်းဆက်ကပေးဖို့ဖြစ်ပါတယ်ကျောင်းသူကျောင်းသားများအားလုံးမိမိရဲ့ certificate ကိုထားပြီးမှပေါ့နော်ယူလာစာပြုဖို့ဒီမှာရှေ့မှာမတ်တရတန်းစီတန်းမတ်တရပေးပါလို့နော်အားလုံးရှေ့ကိုတန်းစီရပေးပါဆရာမကြီးကလည်းစီမင်းပေါ်ကနေပြီးမှဆုတောင်းဆက်ကကောင်းချီးပေးမှာဖြစ်ပါတယ် ဆုတောင်းပြရအောင်အနန္တကိုရှင်ဖမြတ်စွာတော်ဘုရားကိုရောပြင်ဆင်ပေးတော်မူသောဇွန်လ23ရက်နေ့2026ခုနှစ်အတွက်ကိုရောကိုထူးပဲကျေးဇူးတင်ပါတယ်ဒီညနေမှာ Ezra Bible School ရဲ့ graduation ceremony ဖြစ်ပါတယ်ကျွန်တော်တို့ certificate အနေနဲ့ Christian leadership ဆိုတဲ့ certificate ကိုကျွန်တော်တို့
ဤသားသမီး9ယောက်တို့ရရှိကြပြီဖြစ်ပါတယ်ယေရှုတင်တဲ့ level 2ကိုအောင်မြင်စွာနဲ့အောင်မြင်သွားကြတဲ့သူတွေဖြစ်ပါတယ်။ဘာမြတ်စွာသောဘုရားခင်6လ9လတာတို့ကြိုးစားတဲ့အရာတွေအတွက်တို့ဒီနေ့ရည်တည်ရခြင်းဖြစ်ပါတယ်။ယေရှုတင်ပါတယ်။ဘာမြတ်စွာသောဘုရားဤသားသမီး9ယောက်တို့ဟာဘာမြတ်စွာသောဘုရားယနေ့ညကြားရတဲ့နှုတ်ကပတ်တော်အတိုင်းမိမိတို့ရဲ့အတ္တတာတွေဟာကိုရောတာလက်ကဲ့သို့သောအတ္တတာဖြစ်ကြောင်းနားလေသဘောပေါက်စေတော်မူပါဤသားသမီး9ယောက်တို့ဟာဆိုလို့ရှိရင်တာလက်ကဲ့သို့ပင်ထူးခြားသောသဘောရှိသောထူးခြားတဲ့သဘောရှိသောသူများဖြစ်စေပါဒုတိယချက်အနေနဲ့ဘုရားတော်သို့လုံလုံလိုက်နိုင်တဲ့သားသမီးများဖြစ်စေပါတတိယချက်အနေနဲ့ဘယ်တော့မှဝိရှိကိုမပြောက်တော်သူများဖြစ်လက်ဟေဘရုန်ဟာဤသားသမီးများတာလက်အတွက်နေမြေအမွေခံနေမြေဖြစ်တယ်လို့ဤသားသမီးများအတွက်ကိုရောပေးတဲ့နေရာတစ်ခုဟာဤသားသမီးများအတွက်အမွေခံဖြစ်စေပါဒီချက်နေတဲ့ယုံကြည်ခြင်းပြင်းထန်သောသူတွေသူဖြစ်တဲ့တာလက်ကဲ့သို့ပဲဤသားသမီးများဟာယုံကြည်ခြင်းမှာပြင်းထန်ပြီးတော့မှကိုယ်တိုင်တိုက်ယူတတ်သောသားသမီးများဖြစ်ဖို့ကိုရောဖျားခွန်အားပေးတော်မူပါ။ဟာမြတ်စွာသောဘုရားသခင်ကိုရောကိုထူပဲယေရှုတင်ပါတယ်။အချို့သောသားသမီးတို့ကဒီနေ့ကြောင်းစင်းကြတဲ့သူတွေမှာအိမ်ထောင်တွေများပါရှိပါတယ်။လူပြိုလူလွတ်တွေအပြိုတွေပါရှိပါတယ်။ဘုရားသခင်တို့ကိုရောဖျားဟာခက်ခဲသောအခါပင်ဖြစ်စေတစ်ဖက်မှာအလုပ်ကိစ္စနဲ့သူတို့လောကရဲ့လုပ်ငန်းနဲ့တစ်ဖက်မှာပညာဓမ္မပညာကိုသင်ယူကြတာဖြစ်ပါတယ်။ဘုရားရှင်ကိုရောယေရှုတော်ကြောင့်ကိုကောင်းမွန်စွာနဲ့သင်ကြားခံယူရရှိပြီးတဲ့နောက်မှာဒီနေ့ဤသားသမီးများသူတို့ရတဲ့ပွဲဟာ leadership ဖြစ်တယ်။ကောင်းဆောင်နေရာမှာသူတို့ရှိကြောင်းကိုနားလည်စေပါ။ဟာမြတ်စွာသောဘုရားအိမ်ထောင်မှာကောင်းဆောင်ဖြစ်စေပါဝိညာဉ်ပိုင်းဆိုင်ရာမှာကောင်းဆောင်ဖြစ်တဲ့ဥဆောင်နိုင်သောသူများဖြစ်စေပါမိမိလောက်ကိုင်တဲ့လုပ်ငန်းတွေထဲမှာကိုရောဝိညာဉ်ရေးရာကောင်းဆောင်များဖြစ်တဲ့အသက်ရှင်စေပါအဝင်းချင်းအတွက်ဝိညာဉ်ရေးရာကောင်းဆောင်များဖြစ်စေပါထို့ပြင်အသင်းတော်အတွက်ကောင်းဆောင်များဖြစ်တဲ့အသက်ရှင်ရမှာဖြစ်ကြောင်းကိုဒီနေ့သူတို့ရတဲ့ဘွဲ့ဟာဒါလည်းဆိုတာကိုခံယူလက်ရှင်းဆက်ရမယ်အတ္တတာမှာဘုရားအတွက်ပို့၍ဆက်ကပ်ပြီးတော့မှအသက်ရှင်နိုင်တဲ့သားသမီးများဖြစ်စေပါယေရှုတင်တဲ့အခါယနေ့အဖမြတ်စွာသောဘုရားသခင်ကိုရောဘုရားသည်ဣသရေလ Bible School ကိုအဖမြတ်စွာသောဘုရားစမုံကြီးဒေသမှာတော်၎င်းကပုံးဒေသမှာတော်၎င်းဘုကိပိတန်ဒေသမှာတော်၎င်းကိုရောဖွင့်လှစ်ပေးတဲ့အတွက်ယေရှုတင်ပါတယ်level 1 level 2ဆိုပြီးမှသူတို့သင်ကြားရတာဖြစ်ပါတယ်။ဘုရားခင်ယေရှုတော်ကြောင့်မို့ဤ Israel Bible School ဖွင့်တဲ့နေရာတိုင်းမှာဘုရားခင်ကောင်းချီးရှိစေပါ။ဘုရားခင်ရဲ့အကွယ်ကောင်းမှုအောက်မှာရှိစေပါ။ဟာမြတ်စွာသောဘုရားဤကျောင်းကိုအုပ်ချုပ်လည်းရှိတဲ့ကျောင်းအုပ်အဖြစ်နဲ့ရှိတဲ့ဘုရားရှင်ရဲ့သားကြီးဖြစ်တဲ့ Pastor Moses အတွက်ယေရှုတင်ပါတယ်။သူနဲ့တကွသူ့ကိုဒီကြောင့်ဖြစ်မြောက်မှုအတွက်ပါဝင်ဥဆောင်ကြတဲ့ဆရာဆရာမဆရာသမားများရောက်စီတိုင်းပေါ်မှာလည်းကောင်းချီးရှိစေပါ။ဘာမြတ်စွာသောဘုရားသခင်ဒုက္ခမတော်ကိုသင်ကြားပြသပေးကြတဲ့ဆရာဆရာမများအသီးသီးပေါ်မှာတော်၎င်းအဲ့ဒီဆရာများဖြစ်တဲ့လာရောက်ပြီးတော့သင်ကြားပေးသွားကြတဲ့သားသမီးများရောက်စီတိုင်းပေါ်မှာလည်းကိုရောရဲ့ကောင်းချီးရှိစေပါဆုတောင်းဆက်ကပ်ပေးပါလေ။ဘာမြတ်စွာသောဘုရားသခင်ယနေ့ဤသားသမီးများဟာဘုရားသခင်ကိုရောဘုရားရဲ့ဝိညာဉ်တော်ဘုရားပပိုးခြင်းအားဖြင့်ထူးခြားစွာနဲ့ကိုရောမှုတော်များမှာဆက်ကပ်နိုင်သောသူများဖြစ်စေပါ။ကျမ်းမာခြင်းကိုပေးပါကိုရောဘုရားဤသားသမီးများကျမ်းမာလျက်အမှုတော်များမှာပါဝင်ကူညီနိုင်သောသူများဖြစ်စေပါကိုရောဘုရားယေရှုတော်ကြောင့်ကိုလာမယ့်အချိန်များမှာလည်းအစစ်မြင့်သောဓမ္မပညာများကိုပြန်လည်သင်ကြားခံယူနိုင်ခွင့်ကိုလည်းကိုရောဘုရား
ဒေသနာတော်မူပါကျမတို့အသင်းတော်မှာ MPDS ဆိုတဲ့ဓမ္မပညာသင်ခြင်းကျောင်းရှိပါတယ်ထိုကျောင်းမှာလည်းသူတို့ဆက်လက်ပြီးတော့မှပညာသင်ကြားနိုင်တော့ဓမ္မပညာသင်ကြားနိုင်တော့သားသမီးများဖြစ်စေပါငါမြတ်စွာဘုရားအမှုတော်မြတ်မှာလည်းကိုရောသည်သူတို့အားဒီအုပ်အရာမှာတော်၎င်းမာစတာအရာမှာတော်၎င်းကိုရောဘုရားအသင်းတော်ထဲမှာကြာကြာအမှုတော်မြတ်မှာတောင်းဆောင်များဖြစ်နေတဲ့ကိုရောဘုရားသူတို့ကိုရွေးချယ်တော်မူပါဆုတောင်းဆက်ကပ်ပေးပါတယ်တို့ရဲ့နှလုံးသားတွေဟာကိုရောဘုရားမျိုးကြည့်ပြီးတက်ရှင်တတ်တဲ့သားသမီးများအလိုတော်ကဘာလဲဆိုတာကိုနားလည်သဘောပေါက်ပြီးတော့မှအသက်ရှင်တတ်တဲ့သားသမီးများဖြစ်စီပါစုံစမ်းနောက်ဆက်ခြင်းအမျိုးမျိုးကိုရင်ဆိုင်လာတဲ့အခါမှာဘုရားသခင်ကြော်လွန်နိုင်တဲ့ခွန်အားကိုလည်းဒေသနာတော်မူပါအခါနိုင်သောစုံစမ်းနောက်ဆက်ခြင်းကိုမပေးဘူးဆိုတာကိုတို့ရဲ့နှလုံးသားထဲမှာရှိစေပါအရာခတ်သိမ်းမှအောင်မြင်နိုင်သောသူများဖြစ်တဲ့ကိုရောဘုရားဆက်လက်ယူကိုရောကောင်းချီးပေးတော်မူပါယနေ့ညလာရောက်ကြတဲ့ကိုရောဘုရားရဲ့သားသမီးများယုံကြည်သူသားသမီးများရောက်စီတိုင်းအတွက်ကျေးဇူးတင်ပါတယ်ဤကျောင်းဆင်းတဲ့ကျောင်းသူကျောင်းသားများနဲ့တနည်းမဟုတ်တနည်းပတ်သက်နေကြသောသူများဖြစ်ကြပါတယ်ကျေးဇူးတင်ပါတယ်ဤကျောင်းဆင်းပွဲအစီအစဉ်အစအလယ်ဆုံးမှာကိုတော်ကောင်းကြီးပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဘုရားခင်ရဲ့ဘုန်းတော်ထင်ရှားစရာတာလေးဖြစ်စီပါကျမတို့ရဲ့အပြစ်နဲ့အားနည်းချက်ကိုခွင့်လွှတ်ပါကျမတို့ရဲ့ဆုတောင်းခြင်းကိုနားကြောင်ပေးသနာတော်မူပါယေရှုဘုရားနာမ၌ယုံကြည်စွာဖြင့်ဆုတောင်းဆက်ကပ်ကြပါသည်ဖခင်အာမင်